Hello အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တောင်တွင်းကြီးမြို့ကိုပို့ပေးရတဲ့အပင်အော်ရာလေးတွေကိုကျွန်တော်ပြပေးပါမယ်ဒါလေးကတော့ဂျပန်တာတိုင်းမွေးလို့ခေါ်ပါတယ်ဂျပန်တာတိုင်းမွေးအပင်ကိုလေမှာယူပေးတဲ့အန်တီစိတ်ကြိုက်ကျွန်တော်တခြားလေးရေးပေးထားပါတယ်ခင်ဗျာအပင်တန်းလေးရေးပေးထားပါတယ်ဟုတ်ကဲ့ဒီဘက်ကတော့တာတိုင်းမွေးအဝါလို့ခေါ်ပါတယ်တာတိုင်းမွေးအဝါအပင်ဆိုရင်လည်းကျွန်တော်တခြားလေးကျွန်တော်ရေးပေးထားပါတယ်ပင်တန်းအုံကောင်းကြာရေးပေးထားပါတယ်ခင်ဗျာတာတိုင်းမွေးအစုံကျွန်တော်စီမှာမှာယူလို့ရပါပြီဂျပန်တာတိုင်းမွေးကျောက်တာတိုင်းမွေးတာတိုင်းမွေးအဝါမျိုးစုံကျွန်တော်စီမှာမှာယူလို့ရပါတယ်ခင်ဗျာမှာယူမယ်ဆိုရင်ကျွန်တော်ရဲ့ဘာသာဖုန်းနံပါတ်389 980 354ကိုနဲ့တမမှာယူရတယ်ကျွန်တော်တို့စီမှာလည်းမှာယူရပါတယ်ခင်ဗျာမျိုးဝင်းနေဝင်းမှာကာစတမာအားလုံးနဲ့ကျွန်တော်စီကိုယုံကြည်စွာမှာယူရပါပြီနားနားလေးအရင်ငွေချရပါတယ်ကျန်ယူများငွေချလို့ရပါမယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးပါ